Flat 1ပြချက်ဒီကောင်များကအထီလာမာလာဆိုတာကိုရိုးရှင်းတဲ့အင်္ဂါတွေပါရှိပါဘူးအထီကောအမာကောမျိုးပွားအင်္ဂါ reproductive organ နှစ်မျိုးလုံးပါရှိခြင်းဖြစ်ပါတယ်သူတို့ကအချင်းချင်းရှင်ပြိုင်မှုကနေတဆင့်တင်ကမေးအထီဖြစ်ရမယ် female အမားဖြစ်ရမယ်ဆိုပြီးတော့ဖြေရှင်းကြပါတယ်ပြချက်ဒီကောင်များကလိင်တူဆက်ဆံသောဟော်မိုဆက်ရွှဲတတဝါတွေဖြစ်ကြပါတယ်အကဲ့သို့မျိုးပွားအင်္ဂါ reproductive organ ပါရှိကြပါတယ်ဥမာခမရလို့ပေါ့ဗျာတကယ်လို့အတင်ကထိုဒီကောင်ဖြစ်ခဲ့မယ်ဆိုပါတော့ထိုမျိုးပွားအင်္ဂါလေးကိုအသုံးပြုပြီးတော့ပြိုင်ဘက်ရဲ့ခန္ဓာကိုယ်တ िश ူးတဲ့ကိုတုပ်ပိုးများဓာတ်ရိုက်ထိုးသွင်းကြရဖြစ်ကြပါတယ်ပထမဆုံးအောင်မြင်သွားထိုးသွင်းနိုင်တဲ့ဒီကောင်ကအနိုင်ရပြီးမျိုးသားဆက်ဆောင်စုကိုတင်ရရှိမှာဖြစ်ပါတယ်အထိုးခံရတဲ့သူကတော့မျိုးပွားခြင်းလုပ်ငန်းကိုလှုပ်ဆောင်သောမျိုးသမီးဇက်ကောင်စုကိုရရှိမှာဖြစ်ပါတယ်သို့တော်လည်းဇလန်းကဓာတ်နဲ့ပြီးဆုံးသွားတာမဟုတ်ပါဘူးအမကနောက်ပိုင်းပြန်လဲရှင်ပြန်လို့နိုင်ခဲ့ရင်အထီးပြန်လဲဖြစ်ခါအမျိုးသားဇက်ကောင်စုကိုပြန်လဲရရှိမှာဖြစ်ပါတယ်တင်သာကြားချက်ဒီကောင်ဖြစ်မယ်ဆိုရင်ဥစွာပထမဆုံးလက်ဦးယူမှုကအရေးကြီးဆုံးဖြစ်ပါတယ် Red Black Spider ကျွန်းဒီပင်ကူများကအထီးမသဘာဝ romantic ဆန်ပေမဲ့သူတို့မေးလိုက်တဲ့ချိန်မှာမျိုးပွားခြင်းကိုအောင်မြင်စေရန်အတွက်အထီးရဲ့အသက်ကိုစွန့်လို့ရှိကြပါတယ်ဒီလိုပြုမှုခြင်းကလိမ်ပိုင်းဆိုင်ရာလူစားခြင်းလို့သိပ္ပံပညာရှင်များကသတ်မှတ်ကြပါတယ်အမများက2နှစ်မှ3နှစ်ထိအသက်ရှင်နိုင်ကြပါတယ်အထီးများကတော့သက်တမ်းရန်တိုလွန်ပါတယ်တကယ်တော့အထီးပင်ကူများကအမပင်ကူထက်အများကြီးသေးငယ်တာကိုတွေ့ရပါတယ်မေးလိုက်တဲ့ချိန်မှာအထီးများကသူတို့ရဲ့ခန္ဓာကိုယ်ကိုအမရဲ့သွားအဆွဲရှိမှာတိမင်တကာနေပြီးလေးရှိပါတယ်ထိုချိန်မှာတော့အမကအထီးကိုစတင်စားသုံးနေပါပြီပိုထူးဆန်းတာကတစ်ချိန်တည်းမှာပဲတုပ်ပိုးစပန်းများကိုလွှဲပြောင်းပေးခြင်းဖြစ်ပါတယ်အထီးကိုစားသုံးနေစဉ်အာဟာရနဲ့စပန်းနှမျိုးလုံးကိုဖြတ်တန်းသွားသောကြောင့်အမရဲ့ဥများကိုမျိုးအောင်နိုင်ခြင်းပိုများပါတယ်ဒီလိုမျိုးအထီးရဲ့ဘဝကိုဆွန့်လွတ်ခြင်းကနောက်မျိုးဆက်အတွက်အကျိုးရှိစေပါတယ်ဒီလိုမျိုးအထီးရဲ့လုပ်ရက်ကတည်ခြင်းတရားကိုရှောင်ရှားဖို့မဟုတ်ပဲသူ့ရဲ့မျိုးဆက်တဲ့အတွက်ဆက်လက်ရှင်သန်နေစေဖို့ပါပဲ